တက်ငယ်ငယ်ရွယ်ရွယ်နဲ့ပါဝါမျက်မှန်လေးနဲ့ဖြစ်မနေအောင်ဘာတွေလုပ်မလဲဒီပညာတွေခင်မီတိုးတက်လာတာနဲ့အမျှမျက်စိအမြင်အာရုံအတွက်ဂရုစိုက်ရတာကလည်းအများကြီးပိုလာပါတယ်မျက်စိရဲ့ကျန်းမာရေးကလည်းနေ့စဉ်လူနေမှုဘဝအတွက်အရေးပါတယ်ဒါကြောင့်မို့မျက်စိအားကောင်းစေဖို့နဲ့ရေရှည်မှာအမြင်အာရုံချို့ယွင်းမှုတွေမရှိအောင်ဘာတွေလုပ်မလဲဘယ်လိုနေထိုင်သွားမလဲဒီနေ့အမျှဝေပေးပါမယ်နံပါတ်1ညတာပြီးတော့ပြည့်စုံတဲ့အာဟာရရှိရမယ်မျက်စိကျန်းမာရေးအတွက်ဗီတာမင်နဲ့သတ္တုဓာတ်တွေမရှိမဖြစ်လိုအပ်တဲ့ဗီတာမင် A ကြွယ်ဝစွာပါဝင်တဲ့မော်လာဥနီကစုံဥတင်မော်သီးရွှေဖျုံစတဲ့အဝါရောင်ရှိတဲ့အသီးနှံတွေပုံမှန်စားပေးတဲ့နဲ့ငါတလောက်ဆယ်မွန်ငါကြီးစီတွေမှာပါဝင်တဲ့အိုမီဂါ3ကမျက်စိ၆တွေခြင်းကိုကာကွယ်ပေးတယ်ဟင်းနုနွယ်ကစုံပန်းပွင့်စိမ်းစတဲ့အစိမ်းရောင်အသီးရွက်တွေမှာပါဝင်တဲ့အာဟာရဓာတ်ကအသက်ကြီးလို့ဖြစ်တဲ့အမြင်အာရုံဝေဝါးမှုကိုကာကွယ်ပေးတယ်နောက်နံပါတ်2ဂရုစိုက်မှာကမျက်စိကိုအနားပေးပါဒါကို20 rule လို့လည်းခေါ်တယ်ဖုန်းကွန်ပျူတာစတဲ့ screen တွေကိုကြည့်တဲ့အခါမှာမျက်စိညောင်ညတာကိုတတ်တာစေဖို့ဒီနည်းလမ်းကိုသုံးရမယ် screen ကိုကြည့်တဲ့အချိန်မိနစ်20ကြာတိုင်းပေ20ကွာအဝေးကိုစက္ကန့်20ကြာကြည့်ပေးရတယ်ကြည့်နေတဲ့မြင်ကွင်းကအစိမ်းရောင်ဖြစ်နေရင်ပိုကောင်းပါတယ်ဖုန်းတို့ကွန်ပျူတာတို့ကြည့်တဲ့အခါမှာမျက်တောင်ခဏခဏခတ်ပေးဖို့လည်းမမေ့ပါနဲ့နော်နံပါတ်3ကအကာအကွယ်ပစ္စည်းတွေသုံးရမယ်အပြင်ထွက်တဲ့အခါမှာ UV လို့ခေါ်တဲ့ခရမ်းလွန်ရောင်ခြည်ကြောင့်မျက်စိထိခိုက်တာတွေမဖြစ်အောင်နေကမျက်မှန်တက်တင်ပါတယ်စာဖတ်တာဒါမှမဟုတ်ဖုန်းကြည့်တဲ့အခါမျိုးတွေမှာပတ်ဝန်းကျင်ရဲ့အလင်းအမောင်မျှတနေဖို့လိုအပ်ပါတယ်အမောင်နဲ့ဖုန်းကြည့်တာကိုရှောင်သင့်ပါတယ်နောက်နံပါတ်4အချက်ကနေထိုင်မှုပုံစံကိုဂရုစိုက်ရမယ်ဆေးလိပ်တောက်တာကအာယုံကြောပျက်စီးတာတွေနဲ့အတွင်းတင်ဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်ဆေးလိပ်တောက်ခြင်းကဘလို့အခြေအနေမျိုးမှမဆိုကျန်းမာရေးကိုထိခိုက်စေနိုင်တာမို့တတ်နိုင်သမျှရှောင်ကျဉ်ဖို့အကြံပြုချင်ပါတယ်အေးဝဝအိပ်ပါဒီနေ့ကိုအနည်းဆုံး9နာရီကနေ10နာရီအိပ်ဆက်ခြင်းကမျက်စိတစ်ဝိုက်မှာရှိတဲ့ကြွက်သားတွေကိုအနားရစေပါတယ်နံပါတ်5အချက်အနေနဲ့မျက်စိကျန်းမာရေးကိုပုံမှန်စစ်ဆေးရပါမယ်အမြင်အာရုံအနည်းငယ်ဝေဝါးလာတာမျိုးမျက်စိနာတာမျိုးတွေရှိရင်နှိစက်ရာမျက်စိထူးခုနဲ့ပြသသင့်ပါတယ်အသက်40ကျော်လာပြီဆိုရင်မျက်စိကိုတစ်နှစ်တစ်ကြိမ်ပုံမှန်စစ်ဆေးပေးတာကအကောင်းဆုံးပါခဲဒီတော့အားလုံးပဲဒီအချက်လေးတွေကိုအခြေခံပြီးတော့ကိုယ့်ရဲ့မျက်စိကျန်းမာရေးကိုစနစ်တကျဂရုစိုက်နိုင်ကြပါစေနော်ကျေးဇူးနာဆင်ပေးတဲ့ကြသူအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်